မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနအလူကတော့ရှဲ့မေချင်းဤမွေးနေ့အလူဖြစ်လှူဒန်းပေးသွားတာဖြစ်ပါတယ်ငါးဟင်းဖြစ်ထမင်းတနတ်စားပါရှင်ကုန်ကြငွေတသိန်းကျပ်ဖြစ်ပါတယ်တာရုပါရှင်ယခုလိုမျိုးအပေခံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလှူဒန်းပေးတဲ့အတွက်မွေးနေ့ရှင်ရှဲ့မေချင်းထိုင်ဝမ်လဲကိုစိတ်နှဖျားချမ်းသာချမ်းသာကြပါစေရှင်အန္တရာယ်ကင်းဘေးရှင်ပါစေစီးပွားလက်လာပါများလဲပွင့်လန်းဝေစားကြပါစေအလောက်ကိုင်ကြံစီများလဲအောင်မြင်ကြပါစေရှင်မရှိစကားမကြားရပါစေနဲ့အလှရေဆက်လက်နဲ့မကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူးများလဲဖြစ်ကြပါစေရှင်ရရှိပြီးသောစည်းစိမ်ယရနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေသူတော်ကောင်းများလည်းဆောင်ရှောက်ကြပါစေရှင်ယရနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမဆဲတသေးသေးဖြစ်ကြ၍အိမ်အပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းဆင့်ကဲပြုလုပ်နိုင်ကြပါစေကောင်းသောဂုဏ်သတင်းများနဲ့မှွေပြန်ကြော်စောပါစေရှင်ရေလိုအေး၍ပန်းလိုလန်းဆန်းသောဘဝများကိုလည်းပိုင်ဆိုင်ကြပါစေကက်ကြီးသုံးပါးပေရန်သူမျိုး၅ပါးပေနှင့်တကွာအတိုက်ခိုက်အနှောက်အယှက်အမျိုးမျိုးသောဘေးရန်များမှလည်းကင်းလွတ်ပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အခုဆိုရင်တော့ channel ကဂီလာနာအကြောင်းကလေးခွေးကလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်ရှင်လူရန်မှုအတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်